ကမ္ဘာအုပ်စုစင်းအတွက်အကျိုးရင်ခုံတန်ဒုံအားလုံးပဲမင်္ဂလာပါဗျာ Rise 7 Online Agency ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရစေ။ဘာလာပြန်ဝင်ကြီးနီကလာလိုက်တာတပတ်ပဲလိုတော့တဲ့အချိန်ကိုရောက်ရှိလာပါပြီ။တိုးချဲ့ထားတဲ့ပုံစံအတင်းနဲ့ကမ္ဘာမှာအုပ်စုစံတန်းခုနဲ့အတင်းလေးဆက်ရှိတဲ့နောက်ပါဝင်ရှင်ပြန်ကြမယ်ဆိုတော့စစ်လုံရှားစရာတွေကအုပ်စုစင်းကားတွေကစောက်ကြုံနေမှာလည်းဖြစ်ပါတယ်။အုပ်စုစင်းတွေကိုပြန်ကြည့်လိုက်မယ်ဆိုရင်လက်ရှိချန်ပီယံအာဂျင်တီးနားကအလွယ်ကူဆုံးအုပ်စုမှာကြောက်နေပါတယ်။အာဂျင်တီးနားဟာအုပ်စုဂျင်မှာအေဂျီးရီးယား၊ဩစတြေးလျ၊ဂျော်ဒန်တို့နဲ့တုံးစုရဲ့ကြောက်နေတဲ့အတွက်အုပ်စုပေါ်ပြင်နောက်တစ်ဆင့်ကိုအလွယ်တကူတက်ရောက်နိုင်မှုတေချာတော့ဖြစ်နေပါတယ်။အင်ရှင်တဲ့သုံးတဲ့အုပ်စုတွေအနေနဲ့အုပ်စု A မှာမက္ကဆီကိုကချက်တောင်ကိုရီးယားတောင်အာဖရိကတို့နဲ့တုံးစုရဲ့ကြောက်နေပြီးကိုရီးယားနဲ့အတူနောက်တစ်ဆင့်တက်ဖို့အခွင့်အရေးများနေပါတယ်။အုပ်စု B မှာကနေဒါကဘော့စနီးယားကာတာဆွစ်ဇာလန်တို့နဲ့တုံးစုရဲ့ကြောက်နေပြီးဆွစ်ဇာလန်နဲ့ကနေဒါတို့နောက်တစ်ဆင့်ကိုတက်ရနိုင်ပါတယ်။အမေရိကန်ကတော့အုပ်စု D မှာဩစတြေးလျပါရာဂွေတူရကီတို့နဲ့အတူရှင်မြန်ရမှာဖြစ်ပြီးသူလည်းနောက်ဆင့်ကိုတက်ရောက်နိုင်ခြင်းမြင်ပါပါတယ်။အုပ်စု EFG တို့ကအုပ်စုပိုတဲ့ဒုတိယနေရာလိုပဲကပုံမပြင်းထန်နိုင်ပါတယ်။အုပ်စု E မှာဂျာမနီကအားကောင်းဆုံးဖြစ်ပြီးအီကွေဒေါနဲ့အိုင်ဗရီကိုကအပြိုင်ဆိုင်ဖြစ်နေမှာပါ။အုပ်စု F မှာဆိုရင်နယ်သာလန်ရှိနေပြီးဆွီဒင်နဲ့ဂျပန်တို့ကနောက်ဆင့်တက်ဖို့အကျိန်နဲ့ရှင်မြန်ရနိုင်ပါတယ်။အုပ်စု G မှာတော့ဘေဂျီယံကအုပ်ဆောင်နိုင်ပြီး အီဂျစ်နဲ့အီရန်ကအုပ်စုကျွတ်ဖို့အသာပေးကြပါလိမ့်မယ်။အုပ်စု H ကချန်ပီယံဟောင်းတွေတွေ့ဆုံကြပြီးစပိန်နဲ့ဥရုဂွေတို့ကနောက်ဆင့်တက်ဖို့တည်ကြနေတာမို့အုပ်စုဘုံနေရာကိုလှုပ်ကြရမှာပါ။စပိန်ကယူ2024ချန်ပီယံဆိုပေမဲ့ကမ္ဘာပလားဆိုရင်ရလမကောင်းတဲ့အတွက်ဒီချိန်မှာတော့အုပ်စုအဆင့်တွေကအာယုံစိုက်ထားဖို့လိုအပ်ပါတယ်။စပိန်မှာဒီချိန်မှာတော့ပါရမီရှင်ကစားမလေးလာမရမယ်လဲပါဝင်နေတာကြောင့်ကမ္ဘာချန်ပီယံနေရာကိုတော့မျှော်လင့်နိုင်နေပြီလေပါတယ်။ပြန်ဆိုင်မှုပြင်းထန်ကြအောင်မဲ့အုပ်စုတွေဆိုရင်အုပ်စုစီကစိတ်ဝင်စားဖို့ကောင်းပါတယ်။ဘရာဇီးကကမ္ဘာပလားကို6ချိန်မြောက်စံချိန်တင်သိမ်းပိုက်နိုင်မှုစ조사လာအောင်မှာဖြစ်တော့အာဖရိကနိုင်ငံများပလားချန်ပီယံမော်ရိုကိုကလည်းဒီချိန်ကမ္ဘာပလားမှာအရင်တစ်ချိန်ကထက်ပိုကောင်းတဲ့ရလဒ်ကိုမျှော်လင့်ထားမှသိကြပါရင်စကော့တလန်နဲ့ဟိုင်တီတို့ကလည်းခြေစမ်းပွဲတွေမှာရလဒ်ကောင်းထားတာမို့ရှော့တက်လို့တော့မရပါဘူး။အုပ်စုကေမှာစေဂျီရိုနယ်တို့ရဲ့ပေါ်တူဂီကကိုလံဘီယာ၊ကွန်ဂို၊ဥဇဘက်ကစ္စတန်တို့နဲ့တရုတ်ဆွေရဲ့ကြောင်နေပါတယ်။ပေါ်တူဂီအတွက်ကလည်းအုပ်စုတက်ဖို့လွယ်ကူတယ်ဆိုပေမဲ့အုပ်စုဖို့ဖြစ်နိုင်မှုအတွက်ကိုလံဘီယာနဲ့ထိတိုက်တွေ့ရပါဦးမယ်။ကွန်ဂိုနဲ့ဥဇဘက်ကစ္စတန်ကတော့ပါဝါဟောက်တွေကိုခုခံနိုင်မှုခက်ခဲပါလိမ့်မယ်။နောက်တဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အုပ်စုဆိုရင်နောက်ဆုံးပိတ်အိတ်နဲ့လွယ်မဲ့အုပ်စုအန်ရှိနေပါတယ်။ဒီအုပ်စုမှာအင်္ဂလန်၊ခရိုအေးရှားတို့လိုစူပါစတာရေပန်းစားအသင်းတွေကဂါနာ၊ပနားမားတို့နဲ့တရုတ်ဆွေရဲ့ကြောင်နေပါတယ်။ဒီအချိန်ကမ္ဘာပလားကအင်္ဂလန်အတွက်အရေးကြီးပါတယ်။အင်္ဂလန်သားတွေဖိကြတဲ့ Harry Kane, Declan Rice တို့လိုဘောလုံးတရားစုမှန်းနိုင်တဲ့ကစားမတွေရှိနေတာမို့နှစ်ပေါင်း60လောက်ဝေးကွာနေတဲ့ကမ္ဘာချန်ပီယံနေရာကိုတူချယ်နဲ့အတူသိမ်းပိုက်နိုင်ဖို့လိုအပ်နေပါတယ်။ဒီအတွက်အုပ်စုအဆင့်ကလေးကအင်္ဂလန်တို့အစာကောင်းအောင်ကြိုးစားရမှာဖြစ်ပြီး Harry Kane ရဲ့သွင်းဂိုးတွေကိုရေးရမလားဆိုတာရင်ခုန်စရာကောင်းပါတယ်။ဒီချိန်အတွက်အခက်အခဲဆုံးအုပ်စုဆိုရင်ပြင်သစ်အသင်းအုပ်စုအိုင်ကိုပြရမှာပါ။ပြင်သစ်ဟာနော်ဝေလိုဂိုသွင်းဆက်ကြီးပိုင်ဆိုင်ထားတဲ့အသင်း၊ဆီနီဂေါလိုအာဖရိကထိပ်တန်းအသင်း၊အီရတ်လိုအားကောင်းတဲ့အာရှအသင်းတို့နဲ့တိုးဆွေးကြောင်နေပါတယ်။2020နှစ်ကာလာကမ္ဘာပလားမှာဒုတိယနဲ့ကျင်းပလိုက်ရတဲ့ပြင်သစ်အနေနဲ့ပြိုင်ဆိုင်မှုပြင်းထန်မဲ့အုပ်စုတွေမှာအုပ်စုပေါ်ရအောင်စ조사ရမှာဖြစ်တယ်လို့ကျန်တဲ့3သင်းကလည်းနောက်တစ်ဆင့်တက်နိုင်အောင်အစွမ်းကုန်စ조사ကြမှာမို့ပြိုင်ဆိုင်မှုပြင်းထန်တဲ့အုပ်စုဖြစ်လာနိုင်ပါတယ်။ကမ္ဘာပလားပြိုင်ပွဲကြီးကိုဇွန်လ12ရက်နေ့မှာစတင်ရှင်မြန်ကစားသွားမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုလေးကတော့ပါပဲ။နောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းအကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့အတွက်ဗီဒီယိုလေးကိုလည်း like and follow လုပ်ပေးခဲ့ကြပါဦးခင်ဗျာ။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။